လာပြီโอเคเนาะဒါဆိုတော့ကျွန်တော်တခါတက်လိုက်မယ်เนาะဒါဆိုချင်းဆိုတဲ့ညီလေးရဟုတ်တယ်ကျွန်တော်တို့73កောင်တက်တယ်စူပါဇင်းဆိုတဲ့ညီလေးရဒီဘက်မှာเนาะသူကတော့တកောင်တက်တယ်သူအတူကြီးကန်ဟုတ်တယ်เนาะဒီကြောနောက်တော့ချီဖာဖီလီโอเคဒါကဲဘာလို့ဒါเนาะကျွန်တော်ချဲလက်အောင်သွားတယ်ကျွန်တော်တို့အဖွဲ့လေးရပါတော့ကြာချစ်ညီကိုလေးပေါ့เนาะသူတို့ကတော့ဒီနေ့ကတော့နောက်ဆုံးပွဲဆိုရနောက်ဆုံးပွဲအိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲပေါ့เนาะသူတို့ကချဲလက်အောင်သွားပါတယ်ဗျာเนาะကဲငန်းကြီးလေးတို့ရေးโอเคငန်းကြီးလေးတို့အဲ့ဆိုကိုကြီးခုပြောမယ်เนาะအားလုံးကတူတူပဲလား၄ယောက်ဆိုတော့၄ယောက်ဆိုတော့တူတူပဲလားတစ်ဖွဲ့လေးလားတူတူပဲအေးငန်းကြီးတို့အဲ့ဆိုငန်းကြီးတို့တွေကဒါ KB 3နဲ့တယောက်ကိုကြီးပြောပြီเนาะအဲ့ KB နဲ့မလေးကိုယူပြီကိုကြီးအလွှဲပေးမယ်အဲ့တယောက်ကိုเนาะကဲပေးလိုက်โอเคခဏလေးเนาะကိုကြီးအဲ့ဆိုခဏလေးပါเนาะခဏလေးကိုကြီး KB တော့ဝင်လာမယ်ပေးလိုက်ကဲအားလုံးပဲเนาะအားပေးကြပါအောင်เนาะဒါကျွန်တော်တို့ဒါအချက်လက်အောင်သွားတယ်ကျွန်တော်ရဲ့ချစ်ညီလေးတွေပါเนาะကျောင်းကရတော့ဟယ်လိုရရကိုကြီးကဖုန်းနံပါတ်လေးပြောညီပါစကားပြောလို့ရပြောပါစကားပြောတယ်ဟယ်လိုကိုကြီးဖုန်းနံပါတ်လေးမှတ်မိလားကိုကြီးပြောလေဖုန်းနံပါတ်ဖုန်းကဲပါစကားပြောတယ်ပြောဘရိုပြောဟယ်လိုပြောလေညီလေးပြောလေကိုကြီးကဟိုဟို KB ဖွင့်နိုင်နံပါတ်လေးကိုကြီးချက်ပြောလေနော်ပါစကားနေပြောပေးရဲ့ KB ဖုန်းနံပါတ်ပါစကားပြောပေးတဲ့တော်သားရဲ့ဒီဖုန်းနံပါတ်ခဏနေနော်ဟာညီရအစ်စစ်4နှစ်3ည1ဟာလား4နှစ်မဟုတ်4နှစ်3ည1 4နှစ်3ည1ဟုတ်ပြီ061688 โอเคအဲ့ဒါနော်4နှစ်နေလေးပြောလိုက်နေ4နှစ်3ည1ခွန်6တစ်ရှိနော်ကိုကြီးတော့ကြည့်လိုက်မယ်အဲ့နဲ့မယ်လေးဆိုရင်လေတော့4နှစ်3ည1မဟုတ်လား4နှစ်3ည1လေးကြီးပြော3ည1ဟုတ်တယ်လေခွန်6တစ်ရှိကြီးလေနေလေးပြောခိုင်းနေလေးကကြီးကိုတွေ့တာဒေါ်ဖြိုးဤဆောင်ဝင်တယ်ဟုတ်လားဟုတ်တယ်โอเคဟုတ်ပြီเนาะအဲ့ဒါတခြားရယ်เนาะငါရွေးတခြားရယ်เนาะတခြားဆိုကိုကြီးလွှဲမယ်ညီเนาะโอเคကဲဟုတ်ပါပြီဗျငါညီเนาะကဲကောင်းပါတယ်နောက်ညရီလည်းလာဆုံးညီเนาะညီတို့เนาะကိုကြီးလိုက်လို့လည်းအားပေးကြပါဦးညီเนาะโอเคလိုက်လေးမနေ့ကတည်းကနှိပ်ယုံတော့ညီเนาะဟိုဟာ subscriber လေးနှိပ်ပြီးညီเนาะကျေးဇူးများတင်ပါတယ်โอเคငါညီလေးခုစီရတော့เนาะโอเคโอเคအခုလွှဲပြီးညီเนาะโอเคတော့ဖြိုးဤတာဝင်ကိုလွှဲလိုက်ပြီးခုစီရတော့โอเคတမ်းပါကဲညီလေးပို့လိုက်ပါပြီညီနော်လွှဲလိုက်ပါပြီညီစစ်ကြည့်လိုက်ပါဦးညီနော်ရတယ်ဝန်နိုင်ညီလေးရောက်လားကြည့်လိုက်ပါခဏလေးဟိုမကောင်းသေးဟာရပြီဟာโอเคကဲဟုတ်ပြီနော်ခဏလေးညီလေးမထွက်နိုင်ဘူးညီနော်ကဲဒါကတော့ကျွန်တော်ရဲ့ဒီညလိုက်မှာပေါ့နော်ကျွန်တော်တို့9000ဆိုတဲ့ challenge ကိုနောက်ဆုံးပွဲအိတ်နဲ့လေသူရသွားတဲ့ဖွဲ့ရတော့ကျွန်တော်တို့ဒီညီလေးတွေပဲဖြစ်ပါတယ်ဗောနော်ညီလေးချင်းတို့နော်ကျွန်တော်တို့အဲ့လိုပဲပြောတော့မယ်နော်ညီလေး Chifa Philip တို့နော်သူတို့ဖွဲ့တွေပဲဖြစ်ပါတယ်အားကြောင့်မလို့နော်ကဲတကယ်လဲ challenge အောင်ရင်တကယ်လဲလွှတ်ပေးရတဲ့နော်တကယ်လဲလာဆော့စီချင်ပါတယ်ဗောနော်တခြားဟိုပါလေဘော်ဒါလေးလေနော်နောက်ညလေးမှာလာရောက်ဆော့ဖို့အတွက်ပြီးပေါ်ပါတယ်ဗျာနော်နောက်ညလေးမှာလာရောက်ဆော့ဖို့အတွက်ပြီးပေါ်ပါတယ်ဗျာနော်ကဲငါညီလေးတို့ကဲဟိုဒီတိုင်းပဲဟိုဘလို့ခံစားလဲကိုဒီကိုချက်တော့ပြောပြအောင်ပြောလားအဲ့ဒီပဲပထမကျင်းလာအောင်လားဆိုတော့ပြောတာပေါ့โอเคဟုတ်ပါပြန်လာတော့ပေါ့အင်းကြီးကောင်းလို့ရဟုတ်တယ်ကျေတုံးတာနော်ဟုတ်တယ်ကျေတုံးတာโอเคဟုတ်ပြီကဲအဲ့ဒါငါညီလေးတို့ဘာပြောချင်သေးလဲညီလေးနော်ပြောချင်တာလေးလိုက်လေးမှပြောလို့ရတယ်ပြောရကိုပလက်ကြီးဒီထိုင်မှာအောင်မြင်ပါလေပေါ့နော်ကိုပလက်မို့လေကိုရဟိုနိုဘာလို့ပဲနော်နိုဘာကြီးစထရိုက်ဂျာနောက်ရချစ်လိုက်နေများလုပ်နိုင်ပါလေ UI လည်းများရပါပြီဟုတ်ပါပြီကဲဒါတော့ကျွန်တော်ရဲ့ညာညီလေးတွေကကျွန်တော်ဟိုဒါဆူတောင်းပေးတာဗောနော်ကဲငါညီလေးတို့ပြီးတဲ့ဆူတဲ့ကိုပြပါစေညီလေးနော်ကဲငါညီလေးတွေအားလုံးပဲနော်ချစ်ပါတယ်ညီလေးနော်ကဲအောင်ညရီလဲလာရောက်ဆော့ပြီးတော့လာရောက်ချစ်လက်လေးထိုက်ပြီးလုံးညီလေးနော်โ
Okay ကဲ guys ကဲအဲ့ဆိုကိုကြီးလေးလေးဒါလေးပြီးနားမှာနော်ကိုကြီးကိုထုတ်ခွင့်ပြီးတော့နော်တက်လာညီတို့တက်တာ အဘောငါညီနော်တက်တာပါကဲထုတ်ပြီနော်ညီတို့ကဲအားလုံးပဲနော်ကဲဘယ်လောက်တွေ့တိုင်းပဲနော်ကျွန်တော်တကယ်လဲကျွန်တော်တို့နော်ကဲအောင်လို့ရှိရင်ကျွန်တော်ကဲလွှဲပြီး